မင်းတို့အရိုက်ခံနိုင်မှမိမရမယ်ဆိုတဲ့စကားကဒီလူမျိုးစုအတွက်တော့ပုံမြင်မဟုတ်ပဲတကယ်လက်တွေ့ပေါ်ပါသူတို့စီမှာလက်ထက်ချင်းယောက်ျားဖြစ်သူကကြောကော့နေအောင်အရိုက်ခံရပါတယ်ဒီလိုအရိုက်ခံနိုင်မှပဲမိမယူလို့ရတယ်လို့အနာခံနိုင်ဆုံးလူကိုလည်းမိမတွေအကုန်လုံးကပို့ပြီးသဘောကျကြတာပါဒါကြောင့်ပဲသူတို့စီမှာတော့ယောက်ျားချင်းအသက်ကုန်ကြပြီးဘသူပိုတောက်ခံနိုင်လဲပြန်ကြတာပါထူးခြားတာတွေကဒါတွေမကသေးပါဘူးအဲ့ဒီလူမျိုးစုမှာပုံမှန်မဟုတ်တဲ့ delay တစ်ခုလည်းထက်ရှိပါသေးတယ်အဲ့ဒါကတော့နှုတ်ခမ်းအမဲဆုံးမိန်းကလေးကိုအလားဆုံးလို့သတ်မှတ်ကြတာပါဒါကြောင့်မလို့ပဲသူတို့စီကမိန်းကလေးတွေကနှုတ်ခမ်းတွေကိုမမဲအောင်ဒီလဲမျိုးစုံနဲ့လုပ်နေကြတာပါဒီလိုယောက်ျားတွေကအရိုက်ခံရမှာမိန်းမတွေကနှုတ်ခမ်းမဲမှာအိမ်အောင်ပြုတ်လို့ရတဲ့ထူးဆန်းတဲ့ဒလေးကတော့အာဖရိကဖူလာနီလူမျိုးစုတွေမှာရှိနေတာပါဒီတော့အခုဗီဒီယိုမှာဘာကြောင့်ဒီရိုးရာတွေကိုလောက်ကြတယ်လဲဆိုတာနဲ့ဒီထက်ပိုပြီးအံ့ဩစရာကောင်းတာတွေကိုမြင်ရတော့မှာဖြစ်ပါတယ် Yay! Whoop! Hi! အရင်ဆုံးနှုတ်ခမ်းတွေမဲအောင်လှုပ်ကြတဲ့ဒလေးကအခုလိုပဲစတာပါကျွန်တော်တို့လက်ရှိသုံးနေကြတဲ့နှုတ်ခမ်းတွေကိုအာဖရိကမှာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်ကလေးကစပြီးသုံးနေကြတာပါဒါပေမဲ့ကွဲပြားသွားတာကဖူလာနီအမျိုးသမီးတွေကတစ်သက်လုံးမပြတ်မဲ့အမဲရောင်တတူးကိုပဲနှုတ်ခမ်းတွေအဖြစ်ရွေးချယ်ခဲ့ကြတာပါသူတို့စီမှာမိန်းကလေးတယောက်အသက်15နှစ်ဝန်းကျင်ရောက်ရင်နှက်ခမ်းတတူထိုးပွဲကိုမဖြစ်မနေကျင်းပရပါတယ်။ဒါကကလေးဘဝကနေအမျိုးသမီးဘဝကိုကူးပြောင်းသွားပြီဆိုတဲ့အမှတ်အသားတစ်ခုပါပဲ။အပူကြီးတွေနဲ့တဘာဝမှင်တွေကိုသုံးပြီးနှက်ခမ်းတစ်ဝိုက်ကိုမဲနဲ့သွားအောင်တတူထိုးကြတာပါ။ဒီမှာမေးစရာရှိတာကသူတို့ဘာလို့အမဲရောင်ကိုမှရွေးကြတာလဲဆိုတာကိုပါ။အမှန်စင်စစ်မှာတော့ဖူလာနီတွေဟာဖြူစင်တဲ့သွားတွေကိုအရန်တန်ဖိုးထားကြတာကြောင့်ပါပဲ။နှုတ်ခမ်းကိုအမဲရောင်တတူထိုးလိုက်တဲ့အခါပြုံးလိုက်ရင်ဖြူဖွေးနေတဲ့သွားတွေကပိုပြီးထင်ရှားလှပသွားတာပေါ့။ဒီတတူမရှိတဲ့မိန်းကလေးတွေဟာသူတို့မျိုးနွယ်စုတွေမှာအလားပမပြည့်စုံဘူးလို့အယူရှိကြတဲ့အပြင်ယောက်ျားယူဖို့တောင်ခက်ခဲတယ်လို့ဆိုကြတယ်ဗျ။ဒါကြောင့်တချို့ကလည်းဒီယူကယောက်ျားကောင်းယူဖို့မဖြစ်မနေလုပ်ရတယ်လို့လည်းပြောကြပါတယ်။မိန်းကလေးတွေကအလားပအတွက်တတူထိုးပြီးအနာခံရတယ်လို့ယောက်ျားလေးတွေဘက်မှာလည်းသူတို့ယောက်ျားပီတာမှုကိုပြသဖို့အတွက်ရှာရူလို့ခေါ်တဲ့အရိုက်ခံပွဲမှာဝင်လွှဲရပြန်ပါတယ်။ဒီပွဲကိုတစ်နှစ်မှာ2ခါကျင်းပပြီးတစ်ပတ်လောက်တောင်ကြာတတ်တာပါ။ပွဲစားရနဲ့ယောက်ျားတွေဟာအင်ဂျီတောင်ဝတ်ခွင့်မရှိပဲအပေါ်ပိုင်းကူပလာနဲ့အရိုက်ခံကြရပါတယ်။မိဘတွေကလည်းသူ့သားတွေကိုမျက်တောင်မခက်တန်းစိုက်ကြည့်နေကြတာပါ။အဲ့လိုကြည့်နေတာကလည်းတားဖြစ်သူနာမကိုစိတ်ဘူးလို့မဟုတ်ပါဘူးတကယ်လို့သူသားအရိုက်မခံနိုင်ပဲအရှုံးပေးပြီးထွက်ပြေးသွားခဲ့ရင်သူတို့တမိသားစုလုံးရဲ့အဂုဏ်တိတ်ကညှိုးနှံပြီးလူတော့မတိုးနိုင်အောင်အရှက်ရမှာကိုပို့ပြီးစိုးရိမ်နေကြတာပါအရိုက်ခံရတဲ့သူကမျက်နှာပြက်လို့မရတယ်လို့နာကျင်တဲ့ပုံစံလဲလုံးဝပြလို့မရပါဘူးအပြုံးမပြက်ဖဲတောင်းခံနိုင်မှသာတကယ်ယောက်ျားကောင်းလို့အတိမပြုတ်ခံရတာပါအများစုကအရိုက်ခံနိုင်အောင်ဆိုပြီးနက်ဆရာရီစီကအဆောင်အယောင်တွေတောင်းလိမ့်ပြီးကြိုနေပြင်ဆင်လာကြတာမျိုးလဲရှိပါတယ်ဒီပြိုင်ပွဲရဲ့အကောင်းဆုံးအချိန်ကတော့စုရမယ့်အချိန်ပါပဲဒီပွဲမှာနိုင်တဲ့လူဒါမှမဟုတ်အရှိုးရာတွေအထင်းသားနဲ့အနာခံနိုင်ဆုံးလူကမိန်းမတွေဝိုင်းကြိုက်တာကိုခံရမယ့်အပြင်ကိုကြိုက်တဲ့မိန်းကလေးကိုလည်းလက်ထက်ခွင့်ရအောင်ပါပါဖူလာနီမိန်းကလေးတွေကလည်းသူတို့အတွက်နာကျင်မှုကိုတောင်းခံနိုင်တဲ့ယောက်ျားမျိုးကမှအာကိုထိုက်တယ်လို့ယူဆကြတာပေါ့ဒါကြောင့်လေပြိုင်ပွဲအပြီးမှာတောင်ကြံခဲ့တဲ့ကြောပြင်ကအရွှင်းရာတွေကိုသူရဲကောင်းတယောက်လိုဂုံဝင်ကြွားစာနဲ့လိုက်ပြနေတဲ့ကြတာပါအခုဆိုရင်ဒီရှေးအောင်ယူရရင်ကျေးမှုကအင်တာနက်တွေကောင်းမှုနဲ့ကဘာကျော်လာပါပြီဒါပေမဲ့လူအများစုကဒီယူရပွဲကိုဝိုင်းကန့်ကွက်နေကြပါတယ်ယောက်ျားတယောက်ယူဖို့ကိုယ်နှက်ခမ်းအနာခံပြီးတတူးထိုးတာမလုပ်သင့်ဘူးနောက်ပြီးရင်လည်းကိုယ်အသားအနာခံပြီးတော့မိမယူတာကလည်းမှားယွင်းနေတယ်ဆိုပြီးတော့ပါဒါပေမဲ့ဖူလာနီလူမျိုးစုတွေအတွက်ကတော့ဒါဟာသူတို့ရဲ့တမိုင်းသူတို့ရဲ့ရဲရင်မှုနဲ့တန်ဖိုးထားရတဲ့ရိုးရဂုံတိတ်ကဖြစ်နေတာကြောင့်ဘလို့ဝေဖန်မှုတွေရှိဒီယူရကြီးပျောက်ကွယ်သွားမှာကိုပဲသူတို့ကပို့ပြီးစိုးရိမ်နေကြတာပါဒီတော့အခုကြည့်နေတဲ့သူရောဒီယူရပေါ်ဘလို့မြင်လဲဒီဗီဒီယိုလေးကနေကိုမတီသေးတဲ့ထူးဆန်းတဲ့ဘိုးတူတာတစ်ခုရသွားတဲ့ဆိုရင်တော့အားလုံးသိအောင်တငယ်ချင်းတွေကိုပါ share သွားလို့ရပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့မှာမလို့ကျွန်တော်ရဲ့ Trashing page လေးကို follow လုပ်ထားလိုက်ပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ